Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုင်ရဆိုတော့မလေးရှားရဲ့ပန်းချင်ပေါ့နော်အိမ်နဲ့မနီးအရန်မဝေးတဲ့နေရာတနေရာပေါ့နော်တီတီဝမ်စာပန်းချင်ပဲပါတယ်မတော်ဖြစ်တာအရန်ကြပြီဖြစ်တဲ့အတွက်ဒီပတ်နာရမှာတော်လေးဖြစ်တာပဲဖြစ်ပါတယ်အခု Friday နေ့အမေစနေပြီပေါ့နော်သူတို့ကဈေးရောင်းပွဲတော်လားဘာပွဲလဲတော့မသိဈေးတွေဆိုင်ခိုင်းတယ်လည်းလမ်းလေးတွေသူတို့ကပြင်ဆင်နေပြီးကြပန်းတွေလည်းအများကြီးပဲသူတို့ကအစ်စ်တွေပြန်ပြီးမှထည့်နေပေါ့နော်အများကြီးပဲအရန်လာတယ်သူတို့ကဆေးရက်ရှိမယ်တဲ့အဲ့ပွဲလေးကအခုမနေ့ကနေစနေပြီပေါ့နော်ဒီနာတော့သွားတော့ကပေါ့နော်အကုန်လုံးတော့မလီဖြစ်လိုက်ပုံမှန်ဆိုရင်စပိန်စီလို့ရပါတော့ဒါအခုလို့ဆက်သူတို့က depression နဲ့ depression နဲ့ sorry ပွဲအတွက်ဆောက်လုပ်ရေးတဲ့လုပ်တဲ့နေရာတွေအများကြီးရှိပေါ့နော်အဲအကြောင်းသူတို့ကစပိန်ကိုမစီးခိုင်းထားပုံမှန်ဆိုစပိန်စီးတဲ့လူအများတယ်ခုဖက်ချမ်းတော့မရောက်သွားဘူးပေါ့နော်ဒီနေ့ကနေရောက်သွားကပုံမှန်လိုင်းလျှောက်တဲ့ဟာတွေ exercise လုပ်တဲ့ရတယ်မရှိဘူးဆိုတော့လမ်းနဲ့အရင်မလျှောက်နိုင်ဘူးနှစ်နာရီလောက်ပဲလိုင်းလျှောက်တာအရင်ညောင်းနေပြီအဲအကြောင်းတဝက်ပဲလေခဲ့ပေါ့နော်တဝက်ပဲပတ်ခဲ့ပြီးမှပြန်တော့ပါတယ်ဒါလေးရတော့တို့မြန်မာလိုရေလော်တယ်လို့ပြောရမလားပါလေလော်လားပါလားတော့မသိဘူးပြောစရာကြီးသူတို့ကြည့်ပြီးမှတော့အရင်လိုပြင်ပန်းမဲ့ပုံပဲဒီဟာပေါ့နော်သူတို့ကဒီအိုင်နာမှာပဲပတ်နေကြတာပန်းတီနီးစီပန်းရောင်စုံနီးစီပန်းပေါ်လာရလာပန်းကတော့အရန်ကြိုက်တယ်ဟိုဒီတိုင်းအပြင်တွေပန်းတွေဆိုရင်ကြိုက်ဒီတိုင်းကြည့်လိုက်တာနဲ့စိတ်ကိုအေးချမ်းစေတယ်ပေါ့နော်အရန်လာတယ်အရင်တော့ကတော့ပန်းတွေအတော့မစုံအခုလက်ရှိပန်းတွေကလည်းအများကြီးပြန်ထပ်ပြီးမှစိုက်ထားကြတယ်အရန်လာတယ်ချပန်းနဲ့ရန် fresh တော့တယ်မျိုးမျိုးနွမ်းဒီမှာချောက်လေးဟာလည်းရှိဒီပန်းတွေဆိုပါပန်းနဲ့တူအရန်လာအရန်ကြိုက်တယ်သူတို့ကပွဲကြီးလုံးမှာအဲ့ဒီပန်းချန်ထဲမှာပေါ့နော်သူကဒီရက်ွက်ကတနေရာမှာကဒီဟိုမှာစလန်ငေါတချို့ဒီကွန်တန်းဆိုတဲ့ကွန်တန်းအဲ့လိုမျိုးတွေတစ်ဖက်စီအဲ့လိုမျိုးဖက်ပြီးမှလုပ်နေကြတယ်ပေါ့နော်ဘာပွဲလေးတော့မသိဘူးအခုပွဲသွားတဲ့ချိန်ကြိုင်ပြန်ရက်တင်ထားမှာပဲပါတယ်သူ့ရဲ့အချိန်ကမနက်10နာရီကနေည10နာရီထိဖွင့်မယ်တဲ့ဒီပွဲတဲ့ကာလပေါ့နော်ဒီမှာဆိုမနစ်ကလာတော့မှဆိုရင်ပေါ့နော်လိတ်တွေလည်းအများကြီးရှိရဟုတ်တယ်ဒီတစ်ခေါက်လာတဲ့အချိန်မှာလိတ်မတွေ့ဘူးငါလည်းတီးလေးတွေပဲတွေ့တော့ဂျပန်တွေလည်းရမ်းလာတယ်ဂျပန်ဆိုရင်ဗီဒီယိုတွေထဲမှာပဲတွေ့ဖူးတာပေါ့နော်ဒီမှာဆိုရင်ပထမဦးဆုံးပဲဒီနာတို့ရွာဖက်တွေဆိုရင်ဂျပန်ဆိုမရှိဘူးဆိုတော့အခုဒီရောက်မှာပဲဂျပန်ဆိုတော့ကြားဖူးတဲ့အပြင်မှာကိုမျက်စိနဲ့မတွေ့ဘူးပေါ့နော်ကေကိုလာတယ်ဘုဖက်ကဟိုအနီအောင်ဘုဖက်ချမ်းကြတော့ကလေးကစားပွဲပေါ့နော်ကလေးတွေလည်းအများကြီးပဲဒီပန်းချံမှာဆိုရင်လာလို့စင်ပြေတဲ့နေရာတစ်ခုဟုတ်တယ်လူကြီးလူငယ်အကုန်လုံးပေါ့နော်ဝင်ကြီးလေးပေးစရာမလိုmonorail နဲ့လည်းတွားလို့ရတယ်monorailနဲ့ဆိုရင်
ရောက်တယ်ပေါ့နော်မွန်ရိုင်းကနေတီတီဝန်စာတီတွားပြီးမှတီတီဝန်စာနေပန်းချန်တီကရပ်နဲ့လာလိုက်ဆိုရောက်သွားပြီပေါ့နော်တချို့နေရာတွေဆိုဝင်လို့မရဘူးသူကဆောက်လုပ်ရေးလုပ်နေလေပေါ့နော်ဝဲအတွက်လေဆိုတော့တချို့နေရာတွေဝင်လို့မရအောင်အရင်လာတယ်အဲ့ဒါကတော့ငါယောက်ျားပေါ့ကင်မရာထောင်လိုက်ပြီဆိုရင်သူရုပ်ကအလုပ်ဖြစ်သွားတာ All we ever do is laugh it off and I'm sick and I don't know why. ဒီကန်ဒီနာမှာဆိုရင်ငါကြီးကြီးရရှိရလက်တွေလည်းကြီးကြီးရှိတယ်။ညကမုံလေးပေါ့နော်။ငါ့ကိုပြကြွေးကြတာ။သူယူလာပြီးမှဒီဝါဆိုရင်ရမ်းကြပြီ။ဒီနာစာရောက်ကြရတဲ့လာကြတယ်။အခုကတော့အိမ်ပြန်တော့မှာပဲဖြစ်ပါတယ်။အိမ်ပြန်ရင်းနေပေါ့လေ။အဲ့မှာချိုးလေးရောင်းနေတာတွေ့တော့ဝေတောက်ကြည့်လိုက်။ဒီနာကျတော့အဲ့ဒီဆန်းဟန်တီနဲ့ရေလုံးလည်းမပေါ့နော်ဒီကြအမှာပူစီနန်ကလာပူစီနန်လည်းထည့်ထားတယ်။ကေတောက်ကောင်းတယ်တောက်ကောင်းတယ်အေးလေးနဲ့ဒီကြရင်ချိုးချင်တယ်အရန်တောက်ကောင်းတယ်အမောကိုပြေးသွားတယ်တပူကိုလေးချက်တယ်ပြန်တန်တောက်လို့လည်းကောင်းတော့ပူတန်တော့ပါနော်ဒါလေးကတော့ပြီးနောက်တက်တာဒါလေးကတော့ကျမယောက်ျားတက်ပါတယ်ဖိတ်ဖြိုးရင်နာမည်ကတော့ပါလဲတော့မသိချိလိုက်တာနဲ့တောက်ကောင်းမပုံပေါ့ I don't care about that much at ခိုး all. တော့နေရာစလုံးအမိုးလေးပြေးပြီးမှတောက်လို့ကောင်းတယ် See you next video And we're bye buried deep inside the same hole in the ground. ရပါလေတမျိုးလားနော်ပြောဘူးရတော့